ဟိုတလောကဆုံးသွားတဲ့ပီကင်းမြန်ဆရာကြီးဦးဘိုစင်ရဲ့ဇနီးကဒေါ်လာတီးတဲ့ပဲခူးနာကဒေါ်လဲပြောရရင်ပဲခူးသူပေါ့တကြီးသမီးပါကျွမ်းမှာတော့ကွန်းတော်ကိုင်အလှပကေးပေါ့ဆရာကတထုံပေါ်တော်မူသားအသားဖြူဖြူမျက်ခုံးကောင်းကောင်းလူစောလူလာပါပဲခူးဖျားပွဲဓာတ်ဝေသွားထိုးရင်တွေ့ပြီးကြိုက်တော့ဒေါ်လာစီတို့ရွာမှာလဲ3နှစ်လောက်ပြီးရအောင်တောင်းရင်းယူခဲ့ရတယ်ဆရာနဲ့အကြောင်းပါပြီးသားသမီး9ယောက်ရတယ်ယောက်ျားလေး4ယောက်အကုန်လုံးပထမတန်းလက်ဝေကျော်တွေဖြစ်ကြပါတယ်ထားပါတော့အဲ့ဒါပြောချင်တာမဟုတ်ပါဘူးဆရာမိမဒေါ်လာတီကယူထားတဲ့လင်ယောက်ျားကလက်ဝေဆရာတားတွေကနာမည်ကျော်လက်ဝေသမားတွေဆိုတော့သူတို့အိမ်ဧည့်သည်ပြတ်တယ်လို့မရှိပါဘူးဟိုရင်လက်ဝေပွဲတွေလုပ်တော့မယ်ဆိုရင်ပွဲသွင်းမဲ့ကန်ဖရိုက်ကဆရာအိမ်လာပြီးအတွဲဆိုင်ကောင်းမှုဆရာကိုအပ်ရပါတယ်ဆရာကလည်းပွဲလက်ခံပြီးဆိုကြတဲ့ကလက်ဝေသမားတွေကိုလူကြုံနဲ့လူကြုံစာကြုံနဲ့စာကြုံနဲ့ခေါ်ရတာပေါ့ဘာပြောကောင်းလဲလက်ဝေသမားတွေဆိုတာဆရာအိမ်ဝင်လိုက်ထွက်လိုက်နဲ့ဧည့်သည်ပြတ်တယ်လို့မရှိတော့ပါပဲမန္တလေးလိုအဝေးကလက်ဝေဖွဲ့တွေဆိုတာကလည်းကရင်ပြည်နယ်မွန်ပြည်နယ်ပွဲတွေသွားထိုးရင်တဲရင်ခိုးရင်စားရင်တောက်ရင်ပါပြောရမယ်ဆိုရင်အသွားဝင်အပြန်ဝင်ပေါ့ဒေါ်လာတီကြီးကများနောက်ဖေးမိဖို့ကြောင့်လည်းကထွက်ရတယ်လို့ကိုမရှိပါဘူးတခါတလေဧည့်သည်တွေကမထင်မှတ်ပဲပြုံးဆိုရောက်လာကြတော့ဆရာအိမ်မှာလည်းရံဖန်ရံကငွေကြီးကအစင်သစ်မရှိတဲ့အခါနဲ့ဂျုံလို့ကတော့ TV အောက်ဆက်ကြီးပစိုးအောင်နဲ့ပတ်ဧည့်သည်တွေမမြင်အောင်ဈေးဖို့လုပ်လိုက်ရတာလည်းခဏခဏပါဈေးကောင်းကွဲရင်ဆိုတော့ဈေးထဲရှိတာဝယ်လာပြီးချက်ရပြောရတာတခါကငချင်းတွေထုတ်ဘူးဒီဟင်းကားနဲ့ငပိရတို့စရာအစုံလင်းနဲ့စိတ်ကောင်းစေနာကောင်းနဲ့ကျူးမွေးတာလက်ဝဲသမားတွေလည်းအဲ့ဒီငချင်းသုံးတဲ့ဘူးဒီဟင်းကားစားလိုက်ကြတာအမေစီသမီးကျွေးတာကောင်းလို့တဲ့ကောင်းမဖော်ကြဘူးထမင်းတိုးပြီးတိုးပြောင်းပါလေရောလားဆရာမိမဒေါ်လာကြီးခမအိမ်နောက်ပေးမိဖို့ကြောင့်မှမနှက်မီးညမီးဆက်တဲ့အထိလက်ဝဲသမားတွေလာပြီးဒုက္ခပေးတယ်ရဲ့လို့တခါမှလည်းမထင်ခဲ့ပါဘူးတွန်တေးကဆရာဦးတော်ညိုမိမကဒေါ်အေးတန်းနဲ့ဦးတော်ညိုနဲ့ညားကလေးကဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းရတယ်လို့မရှိရှာပါဘူးလက်ဝဲဝဲဆိုတာကလည်းလာတိုင်းနေတိုင်းရှိတာမဟုတ်ပါဘူးဆရာဦးတော်ညိုအဲ့ဒီခေတ်ကရတဲ့ထိုးကြီးငွေကလည်းစားဝတ်နေရေးဖူလုံးနဲ့မရှိတော့ဈေးပန်းကောင်းပေါ်တင်းပြီးမိသားစုကိုအကြော်ကြောင့်ကျွေးရတာမိုးလင်းတာနဲ့ထမင်းရင်ရှားပြီးလှုပ်လိုက်ရတဲ့အလုပ်အိမ်မှုကိစ္စတွေအပြင်နေကင်းမုံလုံးကြီးကြော်ကြောင်းဖို့ဆန်နှစ်ရည်ကျိတ်လဲဒေါ်ရီတန်းပဲမုံလုံးကြီးတဲ့အစာထဲဖို့အုံးသီးနဲ့ထညက်ကြိုလဲဒေါ်ရီတန်းပဲနေဘူးမိုးရမရှောင်အကြော်ကြောင့်ကျွေးရတယ်မုံလုံးကြီးလုံးဝလုံးလို့လက်ဝါးပေါ်ကလက္ခဏာတော့မပြတ်ုံတမဲတိုတင်းမှာလက်ဝဲဝဲရှိလို့ကတော့ဆရာဦးတောင်းညိုတို့အိမ်တပည့်တန်းတွေရောက်လာပြီးသူ့ယောက်ျားကိုတောင်းညိုကိုဆရာလို့ခေါ်လို့ကတော့ကြော်ပြီးသားမော်လုံးကြီးတွေဈေးဥပေါက်သည်ဖြစ်စေမပေါက်သည်ဖြစ်စေချကြွေးတော့တာပဲအားလုံးသမင်းစားပြီးမှပြန်ဆိုပြီးမရှိရှိတာကိုစေတနာကောင်းကောင်းနဲ့ကျူးမွေးခဲ့သူပါဟိုရင်တော့ကဆရာဦးတောင်းညိုတခြားနယ်ကလက်ဝဲပွဲကိုတပည့်တပန်းနေနဲ့သွားတော့မယ်ဆိုတာနဲ့ငွေကြေးအဆင်မပြေတဲ့အခါလမ်းစရိတ်အဖြစ်အိမ်မှာတန်ဖိုးရှိတာတွေရောတန်ဖိုးမရှိတာတွေရောယူသွားပြီးပေါင်နိုင်ရတာပါရုပ်စွာဆုံးထောင်အိတ်တဲ့ချနာအပြင်အိုးခွက်ပကံမှာပေါင်ပါတယ်ဆိုတော့ခုနပြောတဲ့အကျော်တယ်ဟုတ်လဲပါတော့တာပေါ့သူ့ယောက်ျားကိုတောင်းညိုဘဲချင်းပြန်လာပြီးဘတော့ပြန်ယူပြီးမှလည်းတခါမှမမင်းမိပါဘူးကိုတောင်းညိုပြန်လာပြီးရွေးကမှရွေးရောပဲရွှေဝါထုံးမိမကြတော့တမျိုးမာလာတဲ့ရွှေဝါထုံးဆိုတာကလည်းမြမရွေးကလက်ဝဲချန်ပီယံဆိုပြီး73နှစ်စိုးမိုးလာတဲ့သူနည်းနည်းရမှတ်လို့ပေ20ကျိုးဝိုင်းလယ်မှာ10ကြီး15ကြီးမပြောနဲ့ဘဝမကူရေမရှူထိုးလာခဲ့တဲ့မောင်ပါဒါပေမဲ့ကိုရွှေဝါထုံးကလက်ဝဲထိုးတာကလွဲပြီးတခြားစီးပွားရေးဘာမှမမဲရလောက်တက်ကင်တတ်တာမဟုတ်ပါဘူးအိမ်မိသားစုစားဝတ်နေရေးအတွက်ရှာရဖို့ရတာကသူမိမမာလာပဲဒီကြားတဲ့ကိုရွှေဝါထုံးကလက်ဝဲထိုးတာနားတော့ဝါသနာကိုမစွန့်နိုင်ပဲလက်ဝဲအတင်ထောင်ထားပါတယ်အရင်ကတော့အဖွဲ့အစည်းတစ်ခုကောင်းဆောင်ကကိုရွှေဝါထုံးမျက်နှာနဲ့ရောလက်ဝဲဝါသနာကြီးတာရောဆိုတော့အတင်းကိုစားဖို့တောက်ဖို့တက်နိုင်တယ်လို့ထောက်ပံ့ပေးရှာပါတယ်အခုသူလဲဆုံးသွားရောထောက်ပံ့ငွေကရက်သွားရောဆိုတော့လက်ဝဲအတင်ရက်တီဖို့ကြံရဖန်ရတာကရွှေဝါထုံးမိမမာလာနှွေခါလက်ဝဲရတီရောက်ပြီးဆိုတာနဲ့မာလာကတထုံနာကရွာလေးတွေမှာဖျားပွဲဘာထိမ့်မှညာထိမ့်မှပွဲတွေမှာလက်ဝဲပွဲသွင်းကိုပန်းရဆိုင်ရာလူကြီးမင်းတွေနဲ့ရောဖုန်းကြီးတွေကိုပါမာလာပဲဝင်တွေ့ရတာမုတ်ဘုံနဲ့မုတ်ဘုံငချောက်တန်ငချောက်ဝဲချမ်းပေးပြီးပွဲဖြစ်အောင်ကြိုးစားရတာပွဲသွင်းလို့အဆင်ပြေလို့ကတော့အိမ်မှာမိသားစုတွေအပြင်လက်ဝဲပွဲတွေကိုပါအမဲသားဆိုလဲ3-4ပိတ်သားကြက်သားဆိုလဲ3-4ပိတ်သားချက်ပြီးလက်ဝဲသမားတွေဥဆိုကြတာပေါ့အဆင်မပြေတဲ့ပွဲကြတော့လဲ3သိန်းတန်နဲ့လက်ဝဲသမား2သိန်းခွဲလောက်ပဲယူဖို့တောင်းပန်ရတာပေါ့ဘယ်တက်နိုင်မလဲလှေဦးဆိုသလိုလှေဦး6သလိုပေါ့လက်ဝဲပွဲတစ်ပွဲနေမှာဖြစ်ဖို့ဆိုတာလွယ်တာမှလို့ဟိုကိစ္စလည်းမာလာဒီကိစ္စလည်းမာလာရွှေဝါထုံးဆိုတာကခုံနိုင်မဲထိုင်တယ်လို့လာတဲ့လူကြီးမင်းများဧကန်တော်မလို့နဲ့အဲ့ဒီလောက်ပဲအားကိုးရတာမာလာကတော့ထမိန်ခဏခဏဖြန့်ဝေရတာအလုပ်ရှုပ်လို့ဒူးလောက်ရှိတဲ့ဘောင်းမီတို့ပဲဝတ်ထားလိုက်တော့တယ်လက်ဝဲပွဲတွဲတိုင်းရဖို့လဲမာလာမိစာငါလဲမာလာပဲကိုတင်းကကလေးနဲ့ရှင်ပြိုင်ထိုးမဲ့အခြားရွာကလက်ဝဲသမားစားချုပ်ဖို့ကိစ္စလဲမာလာပဲပတ်ဆိုင်တလုံးကြမ်းကြညှက်ပြီး
လက်ဝတ်ပွဲတစ်ပွဲလုံးချောချောမောမောပြီးဆုံးဖို့မာလာပဲဥဆောင်သွားရပါတယ်ဆိုမှကြောခေါမိမမတန်းကြီးကြတော့တမျိုးကြောခေါနဲ့ညားပြီးကလေးကလက်ဝတ်နဲ့ပတ်သက်ခဲ့ရတာမတန်းကြီးရဲ့အဖေနဲ့မေကရွာမှာလှေတွေပိုက်တွေငှားတယ်မတန်းကြီးနဲ့ကြောခေါအိမ်အောင်ကြတော့လှေတစ်စီးပိုက်တစ်ပုံငှားပြီးသူများတွေလိုမြစ်ထဲပင်လေတဲ့ငားရှာထွက်ကြတယ်လှေကကြောခေါတယောက်တည်းမဖြစ်တော့လှေသားအဖြစ်ဝိုင်းလို့ဖို့လူတစ်ယောက်အငှားခေါ်ရတာပေါ့အဲ့ဒီကငှားက900ကျပ်ပေးရတယ်တလားလောက်ကြာပြီးပြန်လာတော့ပင်လေတဲ့ရှာလို့ရတဲ့ငချောင်းငချမ်းတွေရောင်းပြီးစားစီတောက်စီဖယ်လိုက်တာလက်ထဲငွေ300ကျန်တယ်အငှားလိုက်သွားတဲ့လူက900ပေးမှဖြစ်မှာဆိုတော့လိုတဲ့ငွေ200ကျပ်ဘယ်လိုရှာရမှန်းမသိအခက်ကြုံနေတဲ့အချိန်အပေါင်းအသင်းတွေကတခြားရွာမှာလက်ဝဲပွဲရှိတယ်တွားထိုးကြမလားမေးတော့စိတ်ကြံအိုင်နေတော့ထွက်ပေါက်ရပြီဆိုပြီးတွားထိုးဖို့လက်ခံလိုက်တယ်ဟိုရောက်တော့တထုံသားကြော်ခေါက်ကြားဘူးတယ်ဆိုပြီးပွဲပေးပါလေရောနိုင်300ရှုံးနေရတဲ့စူချင်းငွေကကြော်ခေါက်ကနည်းနည်းပိုတောင်းခြင်းပဲပိုတောင်းလိုက်ရင်ပွဲမရမှာဆိုတာကြောင့်စိတ်ကိုတုံးတုံးချပြီးထိုးမယ်လို့ဆုံးဖြတ်လိုက်တယ်နိုင်ရောဆိုပါတော့နိုင်ကြီး300ကျပ်တဲ့ကဟိုလေအငှားလိုက်တဲ့လူကိုအကျွေး200ပေးလိုက်တော့လက်ထဲ100ကျပ်ကျန်တယ်ပျော်တာပေါ့တခြားရွာကလည်းကြော်ခေါက်ထိုးကောင်းတယ်ဆိုပြီးခေါ်ပါလေရောဆိုပါတော့အဲ့ဒီလိုနဲ့ပွဲတွေလိုက်ထိုးလိုက်တာတလားလောက်အိမ်မပြန်ပြစ်ဘူးနောက်မှတူယူထားတဲ့မိန်းမမတန်းကြီးရဲ့အမလိုက်လာပြီးခေါ်မှအိမ်ပြန်ပြစ်တယ်အိမ်ပြန်ရောက်တော့အဲ့ဒီညကမတန်းကြီးကမေးတယ်ရှေ့ဘာလို့စားကြမလဲကြော်ခေါက်ကဘာမှအားမငယ်နဲ့ငါလက်ဝဲထိုးကျွမယ်ဆိုပြီးပြောလိုက်တာပြောတဲ့အတိုင်းသားသမီး9ယောက်ရတဲ့အထိထိုးကျွတာပြောရင်ယုံကြမှာမဟုတ်ဘူးတကယ်တော့ဘဝဆိုတာအများတန်းချုံးဝင်နေတာမှမဟုတ်တာကြော်ခေါက်ကစီးပွားရေးဘာမှတိုင်ပင်လို့ကိုမရဘူးမိုးရင်ပွဲမရှိတော့လဲလို့သေးတယ်သူတို့လဲလို့တဲ့နှစ်ပဲရေတွေကြီးလို့စပား3ကပြန်ဆိုင်ရတယ်ခွက်ခွက်လန်အောင်ရှုံးတာဘတော်မှလည်းမလုပ်ဘူးဆုံးပြတ်လိုက်ကြတယ်ကြော်ခေါက်ကလည်းနာမည်ကလေးရလာတော့အတောက်အစားဖတ်လာတယ်မတန်းကြီးကစားဝတ်နေရေးတိုင်ပင်ရင်ကွာရီကွာလိုက်ပြန်ပြောတော့တာပဲငါလဲလူအသက်နဲ့ရေးပြီးထိုးကျွနေရတာတို့ဘာလို့ဖြစ်ကုန်တော့မတန်းကြီးကပြောရင်လူကြားလုံးလို့ဆက်မပြောတော့ပဲမရှက်မချောက်ဈေးပန်းခေါင်းပေါ်တင်းပြီးသားသမီးဘူးစုခယူတွေအရွယ်ရောက်တဲ့အထိရုံးကန်ရှာဖွေကျွေးမွေးခဲ့ရတယ်။ကျောင်းနေအရွယ်ကျောင်းကိစ္စအရက်ထဲတာရေးနာရေးဆိုလဲမတန်းကြီးပဲသူ့ယောက်ျားကြော်ခေါက်ပင်း30ကျိုးဝိုင်းလဲမှာလက်ဝဲရှင်ပြိုင်ထိုးရင်မတော်တဆထိခိုက်အနာတရားဖြစ်ရင်အနာတောင်းလို့ရသေးတယ်။မတန်းကြီးတယောက်ကတော့တခါမှအနာရတယ်မရှိပါဘူး။မနဲ့မျက်စိနှလုံးဖွင့်ကြတဲ့ကလှုပ်လိုက်ကန်လိုက်ရတာညမျက်စိနှလုံးပိတ်တဲ့အထိပဲ။အခုတော့ကြော်ခေါက်လဲလက်ဝဲထိုးတာနားသွားပါပြီ။အတောက်စားလည်းမလုပ်တော့ဘူး။မတန်းကြီးစိတ်ချမ်းသာရမလားအောင်းမေးတယ်။သားသုံးယောက်ကလက်ဝဲထိုးနေကြပြန်ရောအငယ်ဆုံးသားသူရင်ဆိုတာသူ့အဖေသွေးအပြည့်လက်ဝဲပွဲရှိလို့မထိုးရလို့ကတော့စိတ်ကောက်ပြီးဖျားတဲ့အထိကိုဝါသနာကြီးတာအခုတော့အတော်လေးလည်းပြည်လည်နေကြပါပြီစိတ်နာပြီးမလုပ်တော့ဘူးဆိုတဲ့လဲကိုပဲပြန်လုံနေကြပါတယ်သားသမီးတွေကလည်းအရွယ်ရောက်ကုန်တော့အရင်ထက်ဆိုင်ရင်ပြည်လည်တယ်ပဲပြောရမှာပေါ့ဟိုတနေ့ကမတန်းရင်ဖျားပန်းလင်းမြတ်စွာဘုရားကိုရမေကြီးကိုတိုင်တယ်ပါတယ်ဘုရားတပည့်တော်လင်းယောက်ျားပွဲသွားထိုးတော့ကလည်းနိုင်ပါစေစုမတောင်းပါဘူးဖေဟာဘေးကနေအနာတရားကင်းရှင်းစွာနဲ့ဘေးမတိရံမခပဲအိမ်ပြန်လာနိုင်ပါစေဖေဟာအခုလည်းသားတွေထိုးနေကြပြန်ပြီအရင်တုန်းကဆူတောင်းတယ်လို့ပဲနိုင်ပါစေလို့မဆူတောင်းပါဘူးဖေဟာသူတို့တွေလည်းဘေးမတိရံမခပဲအိမ်ပြန်လာနိုင်ပါစေလို့ဆူတောင်းပါတယ်ဖေဟာစင်မြူကျွန်းကဖေဟာပွဲမှာသားတွေလက်ဝဲသွားထိုးနေကြပြန်ပြီအတန်ချဲဆက်ကလေးကအတန်ကုနာကကြားတယ်ဖေဟာတပွဲတော့ပြီးပြန်ပြီဘသူတွေနိုင်သွားတယ်လည်းမသိဘူး